ဒီနေ့စာဖတ်ပေးသွားကြပြီလားစာဖတ်ရတဲ့ရင်ကျမမိနစ်ပိုင်းတွင်မှာကမ္ဘာကျော်စာအုပ်ထက်ကပညာပေးပုံမြင်လေးကိုပြပြပေးပါမယ်ဒီပုံမြင်လေးကတော့ George Clason ရေးသားထားတဲ့ The Richest Man in Babylon ဆိုတဲ့ကမ္ဘာကျော်စာအုပ်ထက်ကပုံမြင်လေးပါတော်တော်လေးနာမည်ကြီးတယ်ပေါ့နော်အရန်ကောင်းတဲ့စာအုပ်လေးမြန်မာမှာလည်း Babylon မြို့ကတထေးကြီးဆိုပြီးတော့ဘာသာပြန်ထားတဲ့စာအုပ်လေးလည်းရှိပါတယ်အဲ့စာအုပ်ထက်ကပညာပေးပုံမြင်လေးတစ်ပုဒ်ကိုကျမဒီနေ့တွေ့လာလို့အားလုံးကိုဝေမျှပေးချင်ပါတယ်ဒီစာအုပ်ထဲမှာ Babylon မြို့ရဲ့အချမ်းသာဆုံးတထေးကြီးအာကက်အကြောင်းရေးထားတာပေါ့နော်ဒီနေ့မှာအဲ့ဒီတထေးကြီးကသူ့ရဲ့ငယ်ငယ်ချင်းနေနဲ့စုံကြတယ်ငယ်ငယ်ချင်းတွေကအဲ့တထေးအာကက်စီရောက်လာပြီးတော့ငါတို့လည်းမင်းနဲ့အတူတူကြိုးစားခဲ့ကြတာပဲငယ်လေးတွေကကျောင်းတူတူတက်ခဲ့တယ်ရက်ကွက်ထဲမှာတူတူစောခဲ့ကြတယ်ဒါပေမဲ့ဘာလို့မင်းကြတော့ဒီ Babylon မြို့မှာအချမ်းသာဆုံးဖြစ်လာပြီးတော့ငါတို့ကြတော့အခုထိရုန်းကန်နေရသေးရလဲဘာကြောင့်လဲဆိုပြီးတော့မိကွန်းထုတ်လာတယ်အဲ့ဒီခါမှာအာကက်ကသူတို့ပြန်ပြောတယ်ပေါ့နော်မင်းတို့အကုန်လုံးပတ်စံရှာနိုင်တယ်တဲ့ဒါပေမဲ့အဲ့ဒီရှာနိုင်လို့ရလာတဲ့ဟာတွေကိုတဲ့သူများကိုပဲပေးနေခဲ့ကြတာမဟုတ်ဘူးလားပေါ့နော်အဲ့ခါမှာသူကဟုတ်ဘူးပေါ့သူတို့ရှာတဲ့ဟာသူတို့သုံးမလားပေါ့ဘာလို့သူများကိုပေးရမှာလဲပေါ့နော်အဲ့မှာတထေးကြီးကပြန်ပြီးတော့ထပ်ရှင်းပြတယ်ဘယ်လိုမျိုးလဲဆိုတော့တဲ့အဝတ်စားရောင်းတဲ့သူအစားတောက်ရောင်းတဲ့သူသူတို့တွေကိုပဲအချိန်တန်ရင်လစာအပ်တယ်လို့မျိုးပေးချေနေခဲ့ကြတာကိုတဲ့ကိုတော့ကိုကြတော့ဘာမှပြန်မပေးခဲ့ကြဘူးတဲ့ဒါမှမဟုတ်ဝင်ငွေရဲ့အနည်းဆုံး10ပုံတပုံကိုတဲ့ကိုအတွက်တီးစံအောင်မဖယ်ထားပဲနဲ့သူများစီပဲပေးနေခဲ့ကြလို့ next level ကိုမတက်နိုင်ပဲနဲ့ဒီမှာပဲတဝက်လည်းဖြစ်နေတာလို့သူကထောက်ပြလိုက်တယ်ပေါ့နော်ဒီပုံမြင်လေးကဘာလို့စဉ်းစားမိစီလဲဆိုတော့လာကုန်ရင်ထစာရပြီးဝယ်ခြင်းတဲ့ဟာကိုတို့တေးထားပြီးပါလို့ရှိရင်တို့သွားဝယ်ကြရပေါ့နော်အဲ့ဒါမကောင်းလားမဟုတ်ကောင်းတယ်ဒါကကိုရှားတဲ့ပတ်စံနဲ့ကိုသုံးတာပဲလीနော်ဒါအဆင်ပြေဒါပေမဲ့ထစာရတဲ့ခါမှာငွေကြေးစီမံခန့်ခွဲပို့ကအဲ့ဒီမှာစကားပြောသွားတာအဲ့ဒီငွေကြေးစီမံခန့်ခွဲတက်တဲ့သူကလူလောကပါရှေ့ကိုပို့ရောက်တာပဲပေါ့နော်10သိန်းရတယ်ဆိုရင်အဲ့ဒါကို10ပုံပုံပြီးတော့ဒါပမာသုံးမယ်ဆိုဒီမှာပမာသုံးမယ်ဆိုပြီးကျမတို့သူခွဲခြားတတ်တာပေါ့နော်အဲ့တော့သူပြောချင်တဲ့သဘောကကိုလိုချင်တာကိုလည်းသုံးရမယ်ကိုအတွက်လိုအပ်တာကိုလည်းပို့လို့တော့သုံးသင့်တယ်ပေါ့နော် needs and want ပေါ့နော်တခုကလိုချင်တာတကယ်တော့လိုအပ်လားပေါ့ဒါမှမဟုတ်ရှင်လိုအပ်တဲ့ဆိုတဲ့အရာမျိုးနှစ်ခုလုံးကိုမျှသုံးရမယ်အဲ့ဒီမှာတခုကဘာသုံးရမလဲဆိုရင်ကိုအတွက်ပါပေးတင်တယ်ကိုတိုးတက်ဖို့ဥပမာကျမတို့ဒီသင်တန်းတစ်ခုတက်တယ်ဆိုလို့ရှိရင်ဒါကိုကပတ်စံပေးပြီးတော့အဲ့ဒီဆရာစီကနေပြီးတော့အဲ့ဒီ scale ကိုကိုပြန်တင်တာပေါ့နော်အဲ့လိုမျိုးကိုအတွက်ကိုသုံးတာပေါ့ဥပမာကျမဗီဒီယိုခုကြည့်နေတဲ့သူတွေကလည်းအလကားကြည့်နေရမဟုတ်ဘူးအချိန်ပေးပြီးတော့ကြည့်နေရဆိုတော့ကျမကိုအချိန်ပေးတယ်ကျမကနေပြီးပညာပြန်ပေးတယ်အဲ့လိုပုံစံမျိုးနဲ့ကြည့်နေကြတာပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေးလိုက်လို့ရှိရင်ကျမတို့တွေလုံနေအရာအကုန်လုံးက give and take လဲလှန်နဲ့လုံနေမှဆိုတော့ကျမတို့သဘောပေါက်လာတယ်အဲ့ဒီခါကျလို့ရှိရင်ကျမတို့စီရရဝင်ငွေတွေကိုလည်းနေရာဆောင်ကိုလိုချင်တာအကုန်သုံးပြတာထက်ငါဒီဟာဝယ်လိုက်လို့ရှိရင်ဒါပြန်ရတယ်ဒါငါတို့တကယ်အထောက်ကိုဖြစ်လာဆိုတော့ကျမတို့ပို့ပြီးတွေးတက်လာစေရပေါ့နော်အဲ့ဒီတွေးခေါ်လေးကိုတထေးကြီးကထည့်ပေးသွားတာပါလောကကြီးမှာကြုံတွေ့နေရတဲ့ကိစ္စတော်တော်များများကဒီတက္ကသိုလ်တွေ college တွေကတင်ပေးလိုက်တဲ့အရာထက်နဘူးတွေဒူတွေတွေးမှတိလိုက်ရတဲ့အရာတွေလည်းရှိတယ်အဲ့ဒီအရာတွေကိုဘယ်ကနေကြည့်လို့ရတယ်ဆိုတော့ကျမတို့စာအုပ်တွေထဲမှာလည်းအရှိကနေလမ်းလျှောက်ပြီးသားသူတွေကသူတို့တွေးကြုံနေပြန်ပြီးရေးထားတဲ့စာအုပ်တွေအများကြီးရှိတယ်အဲ့ဒါတွေဖတ်လိုက်တယ်ဆိုတော့ကျမတို့ကသူများစီကအချိန်ဝယ်တာနဲ့အတူတူပဲသူများတွေနှစ်30လောက်စူးစမ်းပြီးမှရလာတဲ့တွေးကြုံကိုကျမတို့တွေကပတ်စံလေးပေါင်းကန်းလောက်ပဲစာအုပ်တော့ကိုရှိတာပါလောက်ပေးပြီးတော့ကျမတို့ပြန်ပြီးရလိုက်တယ်ပေါ့နော်တချို့စာအုပ်တွေဆိုထောင်ကန်းနဲ့အရန်ကောင်းတဲ့စာအုပ်တွေရှိတယ်ဆိုတော့အဲ့လိုမျိုးကျမတို့သိဖို့ဆိုလို့ဒီစာအုပ်ဖတ်ဖို့လိုတယ်ပေါ့နော်စာအုပ်ကိုဝယ်ပြီးကျမတို့ကြာနာဖတ်အဲ့လိုပုံစံမျိုးဆိုရင်ကျမတို့အချိန်တော့ပေးရတယ်ဒါပေမဲ့နည်းနည်းချင်းစီတစ်နေ့1 bus စီလောက်သွားတယ်ဆိုလို့ရှိရင်ကျမတို့ထိရောက်တယ်ပေါ့နော်ဒါပေမဲ့လူတိုင်းမှာမတူညီတဲ့ဘဝတွေရှိတယ်စာအုပ်ဖတ်ဖို့အချိန်ပေးနိုင်တဲ့သူတွေရှိသလိုအချိန်မပေးနိုင်တဲ့သူတွေလည်းရှိတယ်အဲ့လိုမျိုးအချိန်မပေးနိုင်တဲ့ချိန်နေတဲ့ကျမတစ်ခါလေးကြုံသွားရပေါ့နော်ဒီចောင်းစာနဲ့စီးပွားရေးနဲ့တိုက်ဆိုင်တဲ့အခါမှာဆိုလို့ရှိရင်ကျမအချိန်မပေးနိုင်တဲ့လတွေပါရှိတယ်အဲ့ခါကျရင်ကျမကစာအုပ်နဲ့အဆက်မပြတ်သွားအောင်ဘယ်လိုလုပ်လဲဆိုတော့ကျမရွှေနှုတ် application ကိုကျမ down လိုက်တယ်ခုကြည့်နေတော့များများလဲဒါသိပြီထင်ပါတယ်ပေါ့နော်ကျမမြန်မာနိုင်ငံမှာရွှေနှုတ် application ဆိုတာကစာအုပ်တွေအများကြီးကို application ထဲမှာအကုန်ထည့်ပေးထားတာအဲ့ဒါကိုလည်းကျမတို့ကဖတ်ဆရာမလိုဘူး application ဘက်ကဒီစာအုပ်တွေကိုသူတို့ဖတ်တယ်ဖတ်ပြီးသွားလို့ရှိရင်အဲ့ဒီမှာအနှစ်ချုပ်ပေါ့နော်ဒီကနေပေးခြင်းတဲ့ message ကဘာလဲဆိုပြီးအနှစ်ချုပ်တွေကိုအတန်ဖိုင်နဲ့ဒီမိနစ်30မိနစ်40ပေါ့နော်အတန်ဖိုင်ဆိုလည်းတူလေးမဟုတ်ဘူးမိနစ်30တိုင်းဒီဘက်စာတွေကိုစုပေးထားတယ်အဲ့ခါမှာကိုကနေပြီးတော့စာအုပ်ဖတ်ဖို့အချိန်မပေးနိုင်တဲ့ဟိုကျမတို့ဆိုရင်စာမိုးဝက်ဖြေဖို့အချိန်မပေးနိုင်တဲ့အချိန်မှာဆိုလို့ရှိရင်စာအုပ်နဲ့လည်းမဝေးခြင်းဘူးအဲ့ဒီခါမှာအဲ့ဒီရွှေနှုတ် application ကဝင်ပြီးတော့ဖတ်ချင်တဲ့စာအုပ်လေးကိုရွေးပြီးတော့နားထောင်တယ်ပေါ့နော်အဲ့ခါမှာကိုကတခုခုလုံနေသည့်တိုင်အောင်လို့အဲ့ဒီကနေပြီးတော့ knowledge ကအသိပညာနားတဲ့ကိုရောက်နေတာပေါ့နော်အဲ့လိုနဲ့ကျမတမဘက်ကာလတွေမအားတဲ့အချိန်တွေမှာဆိုလို့ရှိရင်တော့ဒီစာအုပ်ဖတ်နိုင်တဲ့အချိန်တွေမှာဒီလိုအနှစ်ချုပ်တွေနားထောင်ပြတ်တယ်အဲ့ဒီရွှေနှုတ် application မှာစာအုပ်တွေကတော်တော်များတယ်ရာနဲ့ချီကိုရှိရမြန်မာစာအုပ်တွေအင်္ဂလိပ်စာအုပ်တွေရောအင်္ဂလိပ်စာအုပ်တွေဆိုလို့ရှိရင်ကျမတို့မြန်မာပြည်မှာဝယ်ဖို့လက်လန်းမမီတဲ့စာအုပ်တချို့ရှိရပေါ့နော်အရန်ကောင်းတယ်ဒါပေမဲ့မြန်မာပြည်မှာကြောက်ဈေးရန်ကြီးတာတို့ဘာလို့ရှိရအဲ့ခါကြလို့ရှိရင်လည်းဒီမြန်မာဘာသာပြန်ထားတဲ့ version နဲ့ကျမတို့တွေကအနှစ်ချုပ်ကိုအတန်ဖိုင်နားထောင်လို့ရတယ်အသွိုင်းလာရင်းနဲ့ငကြက်လေးဖြစ်ဖြစ်ဖုံးဖြစ်ဖွင့်ထားရပေါ့နော်အဲ့ခါဆိုလို့ရှိရင်အတန်ဖိုင်ဖွင့်လိုက်တာနဲ့အကုန်လုံးနားထောင်လို့ရသွားရပေါ့တိုက်လုံးနားထောင်လို့ရသွားရဆိုတော့အရန်ကောင်းတယ်လို့ထင်တယ်နောက်ပြီးတော့ကျမတို့ကအတန်ဖိုင်ပဲနားထောင်ချင်တာမဟုတ်ဘူးအနှစ်ချုပ်စာအုပ်လေးကိုလည်းဖုန်းထဲကပဲဖတ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီရွှေနှုတ်မှာခုမြင်နေရတဲ့အတိုင်းမှာနားစင်မယ်အောက်မှာဖတ်မယ်ဆိုတာလေးနှိပ်လို့ရတယ်ပေါ့နော်ဒီအနှစ်ချုပ်လေးကိုသူရေးထားသလောက်ကျမတို့ကအခန်းဆက်လေး
လေးရင်လည်းဖတ်လို့ရမှာဖြစ်ပါတယ်ကျမတို့နားပဲနားထောင်မလားဒါမှမဟုတ်စာနဲ့ပဲဖတ်မလားပေါ့နော်စာဖတ်မယ်ဆိုလို့ရှိရင်လည်းဘယ်နေရာမှာဆိုတည်သွားလို့ရအောင်လို့ကိုယ့်ဖုန်းထဲမှာကျမတို့ဖတ်လို့ရပါတယ်ရှင်ကိုကနှစ်မျိုးလုံးလုံးလို့ရတာဆိုတော့အရန်ကိုအဆင်ပြေတယ်နောက်ပြီးတော့ဒီစာအုပ်လေးတွေအောက်မှာလည်းဖတ်ပြီးသွားတဲ့သူတွေက review လေးပြန်ရေးပေးတယ်ပေါ့နော်ဒီစာအုပ်လေးကတော့ဘယ်အတွက်အထောက်အကူပြုရဲဘယ်လိုမျိုးကောင်းလဲဆိုတာမျိုးလေးကိုဒီချင်းအဖြစ်လည်းကျမတို့ကဒီစာအုပ်ကကိုနဲ့ကြိုက်လားဒီ review လေးတွေကိုကြည့်ပြီးတော့ကိုဖတ်တင်တာပေါ့နော်ကိုသဘောကျနိုင်လားပေါ့ဒီလိုမျိုးပြန်ကြည့်လို့ရပါတယ်စာအုပ်လေးအကုန်လုံးကတော့သူနီးသူဟန်နဲ့နေရာစုံအတွက်အထောက်အကူပြုပြီးသားတွေပါကျမကတော့လေဒီ free version ထက်ရွှေနှုတ်ရဲ့ premium ဝယ်ပြီးသုံးတာတော့ပို့ပြီးတော့သဘောကျတယ်ဘာလို့လဲဆိုတော့ကိုနားထောင်ခြင်းတဲ့စာအုပ်တွေအများကြီးကိုနားထောင်လို့ရတယ်ပေးရတဲ့ fee ကလည်းတောင်းကနေပဲပြီးတော့ကျမအရှိဆုံးမှာပြောသွားတယ် The Richest Man in Babylon ဆိုတဲ့တထေးအာကတ်အကြောင်းကိုလည်းကျွန်တော် application မှာအဲ့စာအုပ်လေးကိုဖတ်ပြီးတော့အနှစ်ချုပ်လေးတင်ပေးထားတာကျမတွေ့ရပေါ့နော်အဲ့စာအုပ်လေးရဲ့အနှစ်ချုပ်လေးကိုလည်းသွားနားထောင်ကြည့်ပါဒီကတောက်လုံးဖတ်လိုက်ရတဲ့လူမျိုးကိုမှအနှစ်ချုပ်လေးကိုနားထောင်အောင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အကုန်လုံးအကျိုးရှိမယ်လို့ယုံကြည်ပါတယ်ဆိုတော့စာအုပ်တွေကိုလည်းဝယ်ဖတ်နိုင်တဲ့သူတွေကတော့များများဝယ်ဖတ်ကြပါရှင်မအားလက်တဲ့အချိန်တွေမှာလည်းဒီလို audio ပုတ်လေးတွေကိုအားပေးကြပါလို့ပြောချင်ပါတယ်ဆိုတော့အားလုံးပဲနောက် video မှာပြန်တွေ့ပါမယ်ရှင်ကျွန်မကတော့ site ဆောင်မှာရပါ